ချင်းကိုအားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီတော့စောင်းမြော်ကြည့်ရှုနေချင်းကိုအားလုံးပဲမင်္ဂလာပါဗျဟုတ်ကဲ့ပါကျွန်တော်ဒီနေ့စူပါဆန်ဒီညမှာဆိုရင်တော့ပွဲစဉ်အများကြီးရှိပါတယ်ဗျဒီထဲမှာကျွန်တော်အကောင်းဆုံးပွဲကိုရွေးချယ်ပေးသွားပါမယ်ဗျနောက်ဆုံးတစ်ပွဲမှာတော့ကျွန်တော်အာဆင်နယ်နဲ့မန်ယူကျွန်တော်လက်ဆောင်ပွဲအနေနဲ့ကျွန်တော်ရွေးချယ်ပေးပါမယ်ဗျချင်းကိုနော်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ရွေးချယ်ခင်မှာကျွန်တော်ဒီတော့ line follow လေးလုပ်ပေးသွားရအောင်ချင်းကိုနော်ကျွန်တော်ဒီနေ့အကောင်းဆုံးနှစ်ပွဲဖြစ်တဲ့အင်္ဂလန်ပရီးမီးယားလိတွေကကျွန်တော်Crystal Palace နဲ့ Chelsea တို့ပဲကျွန်တော်ပြီးတော့ Spain La Liga တွေကကျွန်တော် Barcelona နဲ့ Oviedo တို့ပဲပါဗျာနော်ဟုတ်ကဲ့ပါအနေအားဆိုရင်တော့ကြီးကြီးကိုတော့ကျွန်တော်ရဲ့ဒီနေ့မှာ VIP ကတော့ကျွန်တော်လီဗာပူးအောက်ပေးခဲ့ပါတယ်ဘိုးမောင်းနဲ့တော့အဆင်ပြေကြတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်နောက်ထပ်3ပွဲပေးခဲ့တယ် Man City အောက်ဝူတော့တူရီနိုကကျွန်တော် body နဲ့ goal ပေါ်ပေးခဲ့တယ် goal ပေါ်တော့အဆင်ပြေသွားကြတယ် body တော့အဆင်မပြေခဲ့ရပါတော့ကိုမော6 goal 3ညဆိုတော့ဒါပေမဲ့Fiorentina ဟိုကျွန်တော်ကက်ကလီယာပေးခဲ့တယ်ဗျကက်ကလီယာ body ပေးခဲ့ပါတယ်နော်စင်ပြကြမယ်လို့ထင်တယ် VIP မှာတော့နော် feature နဲ့မှာဆိုရင်တော့ကျွန်တော် spa ပေးခဲ့တယ်ပြန်သွားရမှာ spa body အောက်ဘက်ကျွန်တော်ဘန်မီနဲ့အောက်ပေးခဲ့တယ်မတူမှမနေရတဲ့ဘန်မီနဲ့အောက်ကိုကျွန်တော်ရွေးပေးခဲ့တယ်ဗျချင်းကြီးကိုနော်ဟောဘန်ဟင်းစင်ပြေခဲ့တယ်ဟောဘန်ဟင်းအောက်ဘက်ဝူကတော့နှလုံး50စာဆိုတော့ကျွန်တော်ဝူ50လောက်တော့နှုတ်ပြတာပေါ့နော်နောက်ပြီးတူဝင်တော့ကျွန်တော် body ပေးခဲ့တဲ့ feature နဲ့မှာပေါ့နော် software mount တကကတော့ Lazio နဲ့ကြာသွားတယ်ဗျဆိုတော့ကျွန်တော် West Ham body England Championship တဲ့ကကျွန်တော် Bristol City ကိုပေးခဲ့တယ်ရီးရဲပေးခဲ့တယ်ဗျအချင်းကြီးကိုနော်သုံးပွဲတော့အဆင်ပြေတယ်ကျွန်တော်ပေးတဲ့ပွဲတော့ဘယ်လိုပဲဖြစ်ဖြစ် body လိုက်ဆိုရင်တော့အဆင်ပြေကြမယ်ဗျအချင်းကြီးကိုနော်မောင်းကတော့တော်တော်လေးကန်ကောင်းမှတာအဆင်ပြေတာပါဗျကျွန်တော်တန်နိုင်ဆုံးတော့ရွေးချယ်ပေးပါတယ်ဗျအချင်းကြီးကိုနော်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှာဆိုတော့ကျွန်တော်ဒီအင်္ဂလန်ပရီးမီးယားတွေကဒီပွဲမှာဖြစ်တဲ့ကျွန်တော် Crystal Palace နဲ့Chelsea ပွဲလေးပဲချင်းကြီးကိုနော်တစ်ချက်ကြည့်မယ်ဟုတ်Crystal Palaceဆိုတော့နောက်ဆုံး10ပွဲစဉ်နိုင်ဝဲပျောက်ထားတယ်ဗျCrystal Palaceကလေ10ပွဲတောင်ဗျချင်းကြီးကိုနော်လက်ရှိချိန်မှာတော့လုံးဆူဆူဝါးဖြစ်နေအသင်းပါပဲဒီ Crystal Palaceကဒီနောက်ပိုင်းအင်္ဂလန်ပွဲတွေမှာလည်းဒီအသင်းကြီးတွေကိုရှုံးနေရှိတယ်ဗျချင်းကြီးကိုနော်ဒါပေမဲ့ Chelsea ကတော့ကျွန်တော်အခုလက်ရှိနီးပြလူစင်ညော်လက်ထက်မှာပထမဆုံးအချိန်ဖြစ်နိုင်ပွဲတွေဆက်ထားပါတယ်ချင်းကြီးပေါ့နော်ဒါပြင် Chelsea ကဒီပဲလင်းနဲ့ဝေးကွင်းတွေ့တိုင်းတွေ့ဆုံမှုနောက်ဆုံး9ချိန်မှာလဲ6ပွဲနိုင်ထားတယ်ချင်းကြီးကိုတော့နော်6ပွဲတော့နိုင်ထားတယ်နောက်တစ်ချက်ကြည့်မယ်ကြောပေးမှုမှာကြောပေးမှာဆိုတော့လက်ရှိ level လက်ရှိပေါ့နော် level 85ရှုံးတော့ပေးထားတယ်ပါချင်းကြီးကိုတော့ကိုဘောကဆိုရင်တော့ကျွန်တော်3လုံး80စာပေးထားတယ်ကျွန်တော်ကတော့body ကိုပဲရွေးချယ်ပေးခြင်းနဲ့ချင်းကြီးကိုတော့နော် Chelsea body ကိုပဲရွေးချယ်ပေးခြင်းတာဗျနော်ကျွန်တော်ကတော့ Chelsea ကို body ရွေးချယ်ပေးထားပါတယ်ကဲကျွန်တော်နောက်တစ်ပွဲမှာဆိုရင်ကျွန်တော်တို့ဒီ Spain La Liga တွေကကျွန်တော် Barcelona နဲ့ Oviedo ပေါ့နော်လက်ရှိကျွန်တော်တို့ရီးရဲနဲ့တမက်ပဲကွာတော့ရ Barcelona ဒီပွဲမှာ La Liga မှာသူခြေချော်လို့ကတော့လုံးဝမဖြစ်ခြေချော်လို့မရတော့ဘူးချင်းကြီးကိုနော်ဒီယာဒီမှာသူ La Liga အင်္ဂလိပ်မှာဆိုရင်လည်းသူကဂိုး3လေးဂိုးပြက်လေးရှိတယ်ဗျချင်းကြီးကိုတော့နော်အနည်းဆုံး3ဂိုး4ဂိုး5ဂိုးကတော့ AC ရတယ်ဗျဘာဖြစ်လို့လဲဆိုတော့လက်ရှိသူနဲ့ဒီနေ့ဘာစီလိုနာကမဲ့တင်က Oviedo ကဇာတ်အောက်ဆုံးမှာဖြစ်နေလို့ပါနောက်ကြဖြစ်ခြင်းနဲ့ထူးခြားချက်ကရတော့ကျွန်တော် Oviedo ကဝင်းဝင်းဆိုတအားညံဆုံးတင်းပါပဲချင်းကြီးကိုနော်ကျွန်တော်တစ်ချက်ကြည့်မယ်ကြောပေးမှုမှာဆိုရင်ကျွန်တော်လက်ရှိပေါ့နော်လက်ရှိဘာစီလိုနာကနှလုံး100ရှုံးတော့ဖြစ်လာတယ်ချင်းကြီးကိုတော့နော်အစားတော့သူနှလုံး60 90ရှုံးတော့ပေးထားတယ်အခုကနှလုံး100လောက်အပြည့်ရှုံးနေကြေးရတက်လာတာပေါ့နော်ချင်းကြီးကိုတော့ကျွန်တော်တို့ဂိုးပေါ်မှာဆိုတော့ကြောပြီးမှဆိုတော့၄လုံးတည်ရဒါပေမဲ့ကျွန်တော်ကတော့ဘော်ဒီကိုပဲရွေးချယ်ပေးခြင်းတယ်ချင်းကြီးကိုနော်ကျွန်တော်ဘာစီလိုနာဘော်ဒီချက်စီဘော်ဒီပါဗျကျွန်တော်မောင်းကလေးကိုတော့ကျွန်တော်မောင်းပွဲလေးတွေကျွန်တော်ရဲ့ဒီနေ့မှာတင်ပေးထားပါမယ်ချင်းကြီးကိုနော်ကျွန်တော်ရဲ့ Telegram ကိုမ join တဲ့ချင်းကြီးကိုလည်း join ထားပေးလို့ရပါတယ်ဗျချင်းကြီးကိုနော်ဟုတ်ပါကျွန်တော်ရဲ့ဒီနေ့ကဲထူးခြားချက်လေးကတော့နောက်ဆုံးအနေနဲ့လက်ဆောင်ပွဲလေးကတော့အာဆင်နယ်ပါပဲအာဆင်နယ်ပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျချင်းကိုနော်မန်ယူဖန်တွေကတော့တိုက်ချင်လဲကြိုက်ကြလိမ့်မယ်ကြိုက်မှာတော့မဟုတ်ဘူးနော်မန်ယူဖန်တွေကတော့ကျွန်တော်တော့ဘာဖန်မှလည်းမဟုတ်ပါဘူးကျွန်တော်တို့အာဆင်နယ်ပဲရွေးချယ်ပေးရပါတယ်ဗျနော်ကျွန်တော်ရဲ့အကောင်းဆုံးပွဲလည်းကျွန်တော်ရဲ့ Telegram feature နဲ့မှာတင်ပေးထားပါမယ်ချင်းကိုနော်ဟုတ်ကဲ့ပါကဲဒီနေ့မှာဆိုရင်တော့ကျွန်တော်ရဲ့ကိုစိုးရဲ့မာကပေးသက်တွေရလက်ကောင်းတွေပိုင်ဆိုင်နေပါစေလို့ကျွန်တော်ကိုစိုးကစုမကောင်းတောင်းပေးလိုက်ပါတယ်ဗျချင်းကိုနော်